စာဥကြီးရွာမှာတော့ကျုပ်တလုံးတရားနဲ့မရတော့မင်းတို့ထိုင်းမှာရောဘလောက်ဖြစ်နေပြီငါတတိယလိုက်တာစာဥကြီးနင့်ကိုတတိယတဲ့အချိန်တိုင်းဆွေးသချင်းလေးတစ်ဖုတ်ကိုဖွင့်ပြီးကော်ဖီလေးတောက်ရင်နင့်ကိုထိုင်လွမ်းချင်ပြီမယ်ကော်ဖီတစ်ထုပ်ကို600ဖြစ်သွားပြီလေဟာငါဝယ်မတော့နိုင်တော့ဘူးစာဥခုလောက်ဆိုရင်နင်ကတော့ထိုင်းမှာကျဲဦးနဲ့မာတွေနေတိုင်းစားပြီးတသွေးတမွေးအလှကြီးလှနေတော့ရောပေါ့ရွာမှာတော့ကုန်စည်နှုန်းတွေတက်လို့ရှင်မောင်ရွက်ကမตายရင်မပြီးဘယ်မဖြစ်ဘူးရဲ့လို့နေတိုင်းရှင်မောင်ရွက်တွေလည်းစားနေရလို့ငင်ရှိရဲ့ထိုင်းကိုလိုက်လာရှင်လိုက်တာဟာဒါပေမဲ့ဒီရင်ဘူးမတက်နိုင်သေးဘူးနင်လဲကျမ်းမာရေးကိုယူဆိုင်ဘူးနော်နင့်အမေအတွက်တော့စိတ်ချပါဟာရွာမှာအကျွေးတွေတင်လို့ရှိတဲ့အိမ်နဲ့ရှံကိုပေါင်ပြီးနင်ထိုင်းကိုတက်သွားကြတဲ့ကရွာမှာရှိတဲ့အကျွေးရောနင်ထိုင်းကိုတက်လို့တင်တဲ့အကျွေးပါနှစ်ခုပေါင်းပြီးဆက်နေရလို့နင့်အမေလေခေါင်းမွေးပြောင်နေအခုတော့ရွာဦးကဘုံလုံးကြီးကြောင်းတီလာရှင်ကိုသွားပါပြီစာဦးကြီး Hello